ဟုတ်ပြီအဲ့ဒါကော ဒီစက်ရုပ်လေးမှာကျတော့ PIC 16F677 ကပြောင်းလဲနေတဲ့ပဝင်းကျင်အခြေအနေဥပမာလမ်းကြောင်းရဲ့ကွေ့ခောက်မှုတွေကိုအခြေနဲ့တပြေးညီတိုင်းတာပြီးသူ့ရဲ့လှုပ်ရှားမှုကိုစင်ဆက်မပြတ်ချိန်ညှိနေတာပါရှင် အော်အခြေအနေတပြင်းညီတုံးပြတ်နေတယ်ဆိုတဲ့သဘောပေါ့ မှန်ပါတယ်ညာရည်တုဆိုတာကိုယ်တိုင်သင်ယူနိုင်စွမ်းရှိတဲ့ရာကိုခေါ်တာဖြစ်ပေမယ့်အလိုလျောက်စနစ်ဆိုတာကတော့လူရဲ့ဝင်ရောက်ဆွတ်ဖက်မှုတစ်ချိန်လေးမှမပါပဲဘေးရထားတဲ့ကြောင်ဝင်တစ်ခုကိုအောင်ရအောင်ဆောင်ရွက်နိုင်တာကိုခေါ်တာပါရှင် သဘောပေါက်ပါပြီ ခလုတ်နှိပ်ပြီးစကင်ပေးလိုက်တာနဲ့ဒီစက်ရုပ်လေးဟာမင်းကောင်းအကွေ့အကောက်တီအတက်တီအားလုံးကိုလူကအဝေးထိန်းစနစ်နဲ့လိုက်ကွေ့ပေးစရာမလိုပဲသူ့ဟာသူအကယ်ဖြတ်ပြီးသွားနေတာမို့ဒါဟာထေချာပေါက်စမတ်ကြတဲ့အလိုအလျောက်စနစ်တစ်ခုပါပဲ ဗျာအလုပ်လုပ်ပုံရင်းတရားကတော့တော်တော်လေးရှင်းသွားပြီဒါဆိုရင် तू ဘလို့သွားနေတယ်လဲဆိုတာကနေဘာကြောင့်သွားနေတယ်လဲဆိုတော့ရည်ရွယ်ချက်ဘက်ကိုလက်ကြည့်အောင်ဗျာ ဟုတ်ကဲ့ဆက်ပြောပါအောင် မူရင်းစာသားထဲမှာပစ္စည်းလေးတွေကိုပို့ပေးတယ်ဆိုပြီးပါပါတယ်ဗျာဒီနေရာမှာစဉ်းစားကြဖြစ်လာတာကပစ္စည်းပို့တယ်ဆိုရင်ကျွန်တော်တို့မျက်စိနဲ့ပြီးမိတာကကောင်းကင်ဘော်ကနေပါဆက်ထုတ်တွေချပြီးမဲ့နာမည်ကြီးကုမ္ပဏီတွေရဲ့ drone အကြီးကြီးတွေဒါမှမဟုတ်လမ်းမတွေပေါ်မှာအလွန်အလျောက်မောင်းနေတဲ့ကားကြီးတွေလေ ဟုတ်တယ်လေအဲ့ဒါတွေကအခုခေတ်မှာလူပြောများနေတာကို အခုဟာကစာဝဲခုံပေါ်မှာခက်တန်လေးတစ်ချောင်းဒါမှမဟုတ်ခက်ပြက်လေးတစ်ခုကိုဟိုဘက်ဒီဘက်ရွှေ့ပြီးနေတာဗျာဒါတွေအားလုံးကဘာကိုဆိုလိုတာလဲဗျာဒီလောက်ရိုးရှင်းတဲ့ electronic ion ကြောတုံပြဲမှုရန်တရားလေးနဲ့စာပွဲပေါ်မှာပစ္စည်းရွှေ့နေတာကလက်တွေ့လောကအတွက်ဘယ်လိုအထိပ္ပယ်တရားမှုရှိနိုင်လို့လဲ အင်ဂျင်နီယာနယ်ပယ်မှာဆိုရင်တော့လေဒီလိုအသေးစားဖန်တီးမှုလေးတွေကိုအခြေခံသဘောတရားကိုတက်တည်ပြခြင်းလို့ခေါ်ပါတယ်ရှင် အော် proof of concept ပေါ့လေ ဟုတ်တယ်ရှင်ခုနပြောခဲ့တဲ့ PIC 16F77 လို့ microcontroller လေးတွေနဲ့ IR sensor တွေကိုတုံးထားတဲ့ရန်တရားဟာအသေးမွှားလေးလို့ထင်ရပေမဲ့ဒီနည်းပညာဟာလက်ရှိကမ္ဘာအကြီးဆုံးထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းကြီးတွေမှာတကယ်တမ်းအသုံးပြုနေတဲ့နည်းပညာပါပဲ နေပါဦးတကယ်ကြီးတကယ်အဖြစ်လောကမှာသုံးနေတာလား သုံးနေတာပေါ့ဥပမာ AR မှာကုံလောင်ယုံကြီးတဲ့ထဲမှာကုန်ပစ္စည်းတွေတေးယူနေတဲ့အလိုလျောက်သွားလာနိုင်တဲ့စက်ရုပ်ကားကြီးတွေရှိတယ်လေသူတို့ကို AGVs လို့ခေါ်ပါတယ် အာဟို Amazon ဒူလိုနေရာမျိုးတွေမှာသုံးတဲ့ကားလေးတွေလား အတိအကျပဲရှင်သူတို့တွေဟာလည်းကျမ်းပြေမှာထားထားတဲ့ line တွေတလိုက်ပြတဲ့ဒါမှမဟုတ် QR code တွေကိုဖတ်ပြီးအခုစက်ရုပ်လေးအလုံးလုံးတဲ့ရုပ်တိဗေဒအတိုင်းပဲကုန်ပစ္စည်းတားနဲ့ချီပြီးတေးယူပို့ဆောင်နေကြတာပါ အော်ဆိုလိုတာကအရွေဆိုင်တာကွာသွားမယ်အလုံးလုံးတဲ့ယူဘဗေဒသဘောတရားနဲ့ယူတိဗေဒအခြေခံကတော့အတူတူပဲပေါ့ အမှားရရှင်ပြီးတော့ဒီလိုရိုးရှင်းတဲ့နည်းပညာကိုသုံးခြင်းအပြင်ပုံမှုရှုပ်ထွေးတဲ့ software အမှားအယွင်းတွေကနေကင်းဝေးစေတယ်လို့ကုန်ကြစေလေအလွန်တက်တာစေပါတယ်ဒါကိုအသေးစားနေရာကွက်ကြားထောက်ပံ့ပို့ဆောင်ရေးလို့လည်းခေါ်တယ်ရှင် micro logistics ပေါ့နာမည်ကတော့သူတို့မိုက်တယ် အဟုတ်ပါတယ်တွေးချီပါဦး AR မှာကုံလောင်ယုံကြီးဒီမှာတင်မဟုတ်ပေစီးယုံတစ်ခုမှာလူနာတွေအတွက်စေဝါးတွေကိုကျမ်းမင်က line နဲ့အတိုင်းအလိုအလျောက်ပို့ပေးတဲ့စနစ်မျိုးတွေအထိသုံးလို့ရပါတယ် ဟာဒါဆိုရင်ဆရာဝန်ဒီသူနာပြုတွေတော်တော်အချင်းတက်သွားမှာပဲ တေချာတာပေါ့ဒါမှမဟုတ်စက်ယုံထိုးလို့ရေး line မှာအစိပ်ပိုက်လေးတွေကိုကနေရာနဲ့ကနေရာအလိုအလျောက်ပို့ပေးတဲ့စနစ်မျိုးတွေအထိဒီအခြေခံသဘောတရားကိုကြီးပဲအသုံးချလို့ရတယ်လေရှုပ်ထွေးတဲ့ကင်မရာတွေလေဆာဆင်ဆာတွေတက်ဆင်စရာမလိုပဲရိုးရှင်းတဲ့ line လေးတစ် line နဲ့ microcontroller တစ်ခုတည်းနဲ့စိတ်ချယုံကြည်ရတဲ့ပို့ဆောင်ရေးစနစ်ကိုတိစောက်နိုင်နေဆိုတာပြသနေတာပါရှင် နိပညာနဲ့သူ့ရလက်တွေ့အသုံးချနိုင်မှုကတော့တကယ်ကိုအန်တုံစရာပါပဲဗျဒါပေမဲ့လေဒီအကြောင်းအရာမှာကျွန်တော်ကိုအစွဲဆောင်နိုင်ဆုံးအပိုင်းကစက်ရုပ်နိပညာကိုယ်တိုင်မဟုတ်မှုဗျ ဟုတ်လားဒါဆိုဘာကအဆွဲဆောင်နိုင်ဆုံးလဲရှင် အဲ့ဒီစက်ရုပ်ကိုဘယ်သူကဖန်တီးပြီးဘယ်နေရာမှာလာပြသနေတယ်လဲဆိုတဲ့အချက်ပဲ ဆိုပါဦး ဖော်ပြချက်ထဲမှာဆရာဖန်တီးထားတဲ့ဆိုတဲ့စကားစုလေးပါပါတယ်ဗျအကောင့်နာမည်ကလည်း Smart Education 63လို့ပေးထားတယ်ဒါပေမဲ့ platform က TikTok ဖြစ်နေတယ် ဟုတ်တယ် TikTok ဆိုတာကလူလိုင်းသိတဲ့အတိုင်းပဲလေ အဲ့ဒါပြောတာပေါ့ကျွန်တော်တို့သိထားတဲ့ TikTok ဆိုတာကကဘာကျော်ဖြောပြအမှုပညာရှင်တွေ act video တွေဟာသားတွေပြည့်နေနေတဲ့နေရာလေအဲ့ဒီလိုဖြောပြတက်တက်ဖြစ်နေတဲ့ line တန်ဘိုးကြီးကြားထဲမှာဆရာတယောက်က PIC microcontroller တွေ sensor တွေ list plan တွေအကြောင်းသင်ကြားရေးဗီဒီယိုလာတင်နေတယ်ဒါအရန်ကိုကြီးမားတဲ့ကွာခြားချက်မဟုတ်ဘူးလား ဟုတ်တယ်ဒါကခစ်တဲ့အတိမြဖြန့်ဝေမှုရဲ့အလားတရားပါပဲရှင်ဒါကအရေးကြီးတဲ့မေးခွန်းတစ်ခုကိုဖြစ်ပေါ်စေပါတယ် မမေးခွန်းများလေဗျ ပုံညာရေးကိုဘယ်လိုပုံစံပြောင်းနေလဲဆိုတာပါပဲ
အရင်တုန်းကဆိုရင်ခုနကကျွန်မတို့ဆွေးနွေးခဲ့တဲ့ PIC 16F 67ရဲ့အလုပ်လုပ်ပုံ analog to digital ပြောင်းလဲမှုတွေဆိုတာတက္ကသိုလ်တွေရဲ့ electronic ဓာတ်ခွဲခန်းတွေထဲမှာဒါမှမဟုတ်စာမျက်နှာထောင်ချီတဲ့ engineer ပြတ်ထန်းစာအုပ်အထူးကြီးတွေထဲမှာပဲဖတ်ရှုလေ့ကြခွင့်ရတာလေ မှန်တာပေါ့အင်ဂျင်နီယာကျောင်းသားတွေလောက်ပဲတည်ကြတယ်ရရင်လေ အရာကပညာရေးကိုတကားပိတ်ချလို့ဖြစ်နေတာပေါ့အခုတော့အဲ့ဒီရှုပ်ထွေးတဲ့သဘောတရားတွေကိုလူလိုက်လက်လန်းမီအောင်60စက္ကန့်စာဗီဒီယိုတိုလေးတွေအဖြစ်ပြောင်းလဲသည့်လူအများဆုံးရှိနေတဲ့ platform ပေါ်တင်ပေးလိုက်တာပါပဲ ဒါကတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ view ဟာပဲဗျာဘာလို့လဲဆိုတော့လူတွေကဖုန်းကိုကောက်ကင်လိုက်တာငါတော့ဒီနေ့ electronic ပညာရပ်ကိုလေ့လာလိုက်ရုံပဲဆိုတော့ရည်ရွယ်ချက်နဲ့ဖွင့်လိုက်ကြတာမဟုတ်လေ ဟုတ်တယ်တချင်းနားထောင်မယ်ဟာတာကြည့်မယ်ဆိုပြီးဖွင့်လိုက်ကြတာများတာကို အတေးကြပဲဒါမဲ့ဗီဒီယိုတွေစက်တိုက်ပုတ်ဆွဲနေရင်နဲ့ရုပ်တရက်အလို့အလျောက်တွားနေတဲ့စက်ရုပ်လေးကိုတွေ့လိုက်ရတော့မျက်စိကဖမ်းစားခံလိုက်ရတယ်ဒါဘဇိုလုံးတာလဲဆိုပြီးဝင်ကြည့်မိသွားတယ်အဲ့ဒီကနေတဆင်မရည်ရွယ်ပဲအတိပညာတစ်ခုကိုရသွားတယ် အဲ့ဒါတကယ်ကိုထိရောက်တဲ့သင်ကြားနည်းတစ်ခုပဲရှင် ဆိုလိုရကဗျာဆရာကကဲကျောင်းသားတို့စာသင်ကြမယ်ဆိုပြီးတင်ပုံးကြီးရှေ့မှာပြင်းစရာကောင်းအောင်ထိုင်ရှင်ပြနေတာမျိုးမဟုတ်ပဲလက်တွေ့လှူရှားနေတဲ့အရာတစ်ခုနဲ့အာယုံဆိုင်မှုကိုအရင်ဖမ်းယူလိုက်တာပဲဒါဟာဖြောပြည့်နဲ့ပညာရေးကိုတသားလေးပေါင်းဆက်လိုက်တာပဲမော်လား မှန်ပါရှင်အာယုံဆိုင်မှုရဖို့ခက်ခဲလွန်းတဲ့ခေတ်ကြီးမှာလက်တွေ့ပြသချင်းဆိုတဲ့နီးပြ view ဟာကိုအကောင်းဆုံးအသုံးချသွားတာပါဒါဟာကျောင်းသင်ခန်းစားတဲ့ကိုစာသင်ခန်း4000ကိုထက်ကနေဆွဲထုတ်ပြီးလူတွေရဲ့လက်ဖွားပေါ်ကဖျော်ဖြေတဲ့ feed တွေကြားတဲ့ကိုအရောက်ပို့ဆောင်ပြီးလိုက်တာပါပဲ ဟုတ်တယ်ဗျာ smart education ဆိုတဲ့အကောင့်နာမည်နဲ့တကယ်ကို live ဖက်တဲ့ smart ကြသင်ကြားချင်းတစ်မျိုးပါပဲရှင် ကဲအခုဆိုရင်အကြောင်းအရာအတော်များများကိုဖြန့်ကျက်ဆွေးနွေးခဲ့ပြီပါဗျာဒီနေ့လေ့လာခဲ့တဲ့အကြောင်းအရာဟာအစာပိုင်းမှာကြည့်ရင် TikTok ပေါ်ကဗီဒီယိုတိုလေးတစ်ခုရဲ့စာကြောင်းလေးတက်ပါပဲ ဟုတ်တာပေါ့ရိုးရိုးလေးကနေစခဲ့တာလေ ဒါပေမဲ့အဲ့ဒီစာကြောင်းလေးကိုအတွင်းကျတူးဆိုကြည့်လိုက်တဲ့အခါ PIC 16F 677လို့ microcontroller လေးတွေနဲ့တိစောက်ထားတဲ့ hardware ပိုင်းဆိုင်ရာအလိုလျောက်စနစ်ဆိုတာဘလို့အလုပ်လုပ်တယ်လဲဆိုတာလေးသိခဲ့ရတယ် ဟုတ်ပါတယ်ရှင်အဲ့ဒီ electronics အာယုံကျော်တုံ့ပြန်မှုယန္တရားလေးကနေအသေးစားထောက်ပံ့ပို့ဆောင်ရေးဆိုတဲ့အနာဂတ်ကဏ္ဍကြီးကိုဘလို့ပုံဖော်နေတယ်လဲဆိုတာတွေကိုလည်းတွေ့မြင်ခဲ့ရတယ်လေ ဒါပြင်အရေးကြီးဆုံးကတော့အဲ့ဒီလိုရှုပ်ထွေးလာတဲ့ engineer တဘောတရားတွေဟာအခုအခါမှာတမားယူကြစာသင်ခန်းတဲ့တဲမှာတင်ကန်တမနီတော့ပဲကျွန်တော်တို့နေ့စဉ်ပွတ်ဆွဲနေတဲ့ social media feed တွေကြားထဲမှာတိတ်တဆိတ်ဝင်ရောက်လာပြီးပညာရေးနဲ့ဖြောဖြေရေးနဲ့နိမိတ်တွေကိုဖျက်ပစ်နေပြီဆိုတာပါပဲ social media ဟာအချိန်ဖြုံးစရာတက်တက်မဟုတ်တော့ဘောလी ဟုတ်တယ်ဗျာကဘာနဲ့အဝိုင်းဖြန့်ကျက်ထားတဲ့အလွယ်တကူဝင်ရောက်လေလာနိုင်တဲ့တက်ခွဲကန်းကြီးတစ်ခုဖြစ်နေတယ်ဆိုတာကိုအတိအမှတ်ပြုစရာဖြစ်လာပါတယ် တေးကြတော့ဘောရှင်ကျမတို့မျက်စိရှေ့မှာတင်နီးပညာနေလားရိုးရှင်းဖေးမဲ့ထိရောက်တဲ့ပုံစံတွေနဲ့တိုးတက်နေတယ်လို့အဲ့ဒီနီးပညာကိုဖြန့်ဝေတဲ့ပုံစံတွေကလည်းပိုးပြီးတိထွင်ဖန်တီးမှုကောင်းလာပါတယ် အဲ့ဒါတကယ်အရေးကြီးတဲ့အချက်ပဲ အဓိကကတော့ကျမတို့ကိုယ်လိုင်းကအဲ့ဒီပုံဝင်ချင်းမှာတွေ့ရတဲ့အရာတွေကိုတာမန်ကလျံကကြော်မသွားပဲဒီနောက်ွယ်မှာဘာတွေရှိမိမလဲဆိုပြီးစူးစမ်းချင်စိနဲ့ကြည့်တတ်ဖို့ပဲလိုအပ်တာပါရှင် ကဲဒီနေ့ရဲ့ဆွေးနွေးမှုကိုမပိတ်ခင်မှာနားဆင်သူတွေအားလုံးဆက်လက်တွေးတောနိုင်မယ့်မေခွန်းတစ်ခုကိုချမ်းထားရေးခဲ့ကြပါလေဗျာ ပြောပါအောင်ဗာမေခွန်းလေးလဲရှင် ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာကရိုးရှင်းတဲ့ကြိုတင်သတ်မှတ်ထားတဲ့မြင်းမေးလေးတစ်ကြောင်းဟာစက်ရုပ်လေးတရုပ်ကိုအလိုလျောက်ပစ္စည်းပို့ဆောင်နိုင်အောင်ဘလို့လမ်းပြပေးနေတယ်လေဆိုတဲ့အကြောင်းပါဒါဆိုရင်လူသားတွေဖြစ်တဲ့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကိုပြန်ကြည့်လိုက်အောင်ဗျာ နေ့စဉ်ဘဝဆိုတော့ကျမတို့ရဲ့သွာလာလှုပ်ရှားမှုတွေပေါ့ ဟုတ်တယ်ဗျာမနက်အိပ်ရထားတယ်ကော်ဖီတောက်တယ်အလုပ်သွားတယ်အင်းပြန်လာတယ်အိတ်တယ်ကျွန်တော်တို့နေ့စဉ်လျှောက်လန်းနေတဲ့လုံရုပ်လုစင်တွေဟာလဲမျက်စိနဲ့မမြင်ရတဲ့ကြိုတင်သတ်မှတ်ထားတဲ့မြင်းမေးလေးတွေအတိုင်းတွားနေကြတာများလား တော်တော်လေးစဉ်းစားစရာကောင်းလေရှူတော့မယ် အဲ့ဒီလုံရုပ်လုစင်လမ်းကြောင်းတွေကိုသာတိတိကျကျတုံဖော်ကြည့်နိုင်မယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ကတော့ဇီဝဗေဒဆိုင်ရာ micro controller လေးတွေတက်ဆင်ထားတဲ့အလိုလျောက်စက်ရုပ်လေးတွေဖြစ်မနေဘူးလားဗျာ ဒါဆိုရင်ကျမတို့ကတကယ်ပဲလွတ်လပ်ခွင့်ရှိရလားဆိုတော့မေးစရာဖြစ်လာပြီပေါ့ အဲ့ဒါပါပဲနောက်ပြီးအရေးကြီးဆုံးမေးခွန်းကကျွန်တော်တို့လိုက်ရှုံနေတဲ့အဲ့ဒီတတ်မှတ်ထားတဲ့လမ်းကြောင်းတွေသာရုတ်တရက်ပျောက်ကွယ်သွားခင်ကျွန်တော်တို့ရဲ့ဘဝတွေဘာတွေဆက်ဖြစ်လာမလဲဒါကတော့ကိုယ်တိုင်ဆက်လက်ပုံဖော်ကြည့်ဖို့ချန်တတ်ခဲ့ပါစေဗျာနားဆင်ပေးတဲ့အားလုံးပဲကျေးဇူးတင်ပါတယ်